မင်းခန့်အမေဝင်းနိုင်နဲ့အပြင်သွားမလို့တာညာတာကိုဝယ်စားလိုက်တော့အောက်မှာပတ်စံထားခဲ့မယ်နော်ဟဲ့ကြားလားလို့ကြားတယ်ကြားရင်လည်းပြန်ဖြေလေဟဲ့နေရလေသွားပြီအစာစားချိန်နေမမှန်လို့ကိုအစာရင်အောင်တာအစားအစာကိုခ ्यू ဒီဇိုင်းနဲ့စားပျော့ပြီးတော့မဆက်တဲ့အစားအစာအစီမများတဲ့အစားအစာလေးတွေကိုခ ्यू ဒီဇိုင်းနဲ့စားနော်ဘိုက်ကိုအစာခံလို့လုံးဝမရအောင်နော်ဟုတ်ကဲ့ပါတချို့အချိန်တွေကျတော့ခလေးတွေကိုစားတဲ့အတန်းဟိုပြေးထီပြေးနေဆိုတော့အစားစားချိန်ကနောက်ကျသွားအောင်အဲ့ဒီအစာစားချိန်နေမမှန်လို့ကိုအစာရင်အောင်တာမပေါ့စားနဲ့နော်ကျမလိုအပ်တဲ့ဆေးဝါးလေးတွေညွှန်ပေးလိုက်မယ်ဟုတ်ကဲ့ကျေးဇူးပါဒေါက်တာကျမလေးမြင်ဘူးနေတယ်လို့ပဲဟိုတသမရအတမ်းမိုင်ဆီယာမလေးလားအော်ဟုတ်ပါတယ်ရှင်သောသားတို့ရဲ့အတမ်းမိုင်ဆီယာမပဲတားလေးကိုအကြောင်းအတုံးကလေဆီယာမနဲ့စုံမှုတယ်ကျမရဲကောင်ရဲ့အမေလေးဆီယာမအော်မှတ်မိပြီကျောင်းသားမိဘတွေကများတော့တေချာမမှတ်မိဘူးဖြစ်သွားတယ်ဟုတ်တောင်းပန်ပါတယ်ရှင်ရပါတယ်ဆီယာမရဲ့တားလေးရောအဆင်ပြေရလားဆီယာမစားရီပါတီတိတိကျကျလိုက်လို့ရလားဆီယာမဘာလို့လဲဆရာမဆရာမကလေးကြော့သွေးလူတက်ကွဲဖြစ်လို့အရေးပေါ်ရောက်လာတယ်ဒေါက်တာခေါ်ပြီးလိုက်လာခဲ့လိုက်မယ်လွှဲတာပြင်ဆင်ထားလိုက်ဟုတ်ကဲ့ရောမကျုံဝင်1000ထုတ်ပေးလိုက်မယ်နောက်ကမှလာစားတွေကဖြတ်လိုက်မယ်နော်ဟုတ်ကဲ့ပါမဟုတ်သမီးမတက်တာတွေဆိုရင်လည်းအလုံးမလာနဲ့အောင်နော်တခြားအကူအညီရှိရင်လည်းပြောအားမနာနဲ့ဟုတ်ကဲ့ပါမကျေးဇူးတင်ပါတယ်အဲ့ဒါဆိုကျွန်တော်စေးုံတော့ဖို့ပြင်ဆင်လိုက်အောင်ပါဟေးကောင်းကျွန်တော်ခွင့်ပြုပါဟောတားလို့ပြန်လာနေတော့ပဲဟိုမှာတားနဲ့သမီးတွေ့ဆိုပြီးတော့ဂျပန်ဦးလေးကလက်ဆောင်ထည့်ပေးလိုက်တယ်ဝတ်မယ်မယ်ဘာလို့တာငါဒီဘောက်တာလဲဒီဘူးကမှနင်းအတွက်မရအောင်ငါဝတ်မမဲယူမှာဒီဘူးရဲ့ဟာမဲကလေးဝင်တာကြီးနင်းအတွက်ဦးလေးလက်ဆောင်ပေးလိုက်တာမသိဘူးလို့ငါဝတ်မမဲယူမှာလို့ပေးဦးတာငါနိုင်ဘူးလို့ကျွန်တော်ဒါပဲယူမှာပေးလူနဲ့မကြောက်ရင်တော့ဒါငါဥစားပေးလို့ပြောနေပေးဦးကဲဟိုကလေးနှစ်ယောက်သမီးကနားရီယူလိုက်စောထမတားကလည်းအမကိုပေးတော့ရမယ်နော်ကြားရတော့ငါရင်နားထောင်ရဲကောင်မင်းပြောစရာရှိတယ်မပြောလို့ဒီနေ့မင်းအတမ်းမိုင်ဆီယာမနဲ့ငါတွေ့ခဲ့တယ်မင်းအစိမ့်မထပ်ဘူးဆိုဟုတ်တယ်လေမင်းငါ့ကိုလာရွက်မနေစမ်းပါနဲ့ကျောင်းသားတယောက်ဖြစ်ပြီးတော့ကျောင်းစာအောင်မှမလုပ်ချင်ဘူးဆိုရင်ကျောင်းမနေနဲ့ပေါ့ကျွန်တော်စိတ်မပါပဲဘာမှမလုပ်ချင်ဘူးမင်းအပိုးတွေလာပြောမနေနဲ့ကျောင်းသားတယောက်ဖြစ်ပြီးဆီယာမပေးတဲ့အိမ်စာကိုမလုပ်ချင်တိုင်းစကလုံးလှလှတွေနဲ့ငါ့ကိုလာပြောမနေနဲ့နော်ရေးခိုင်းတဲ့ essay ကောင်းတွေကဘာလဲဆိုတာအမေမေးအောင်လေဘာမလို့လဲ My family ဘာလဲအမေကကျွန်တော်မိသားစုရဲ့စိတ်ဆင်းရဲတဲ့အကြောင်းကိုရေးစေချင်ကိုကြောင်ဝင်းရေကိုကြောင်ဝင်းရှင်မမလဲနောက်ပေးမှာပကံဆေးနေတယ်ကွာကဲစေးဥဒပကံနေတဲလာခဲ့အော်ပြီးဇွန်းနေပါယူကန်နော်အေးလာပြီဝါနန်လေးอ่ะကွာမွေးနေတာပဲဒီကနေ့ငါမင်းမပေါက်လာပြန်ပြီထင်တယ်ဒါပေါ့တဏ္ဍာတို့ကလေမထိုးရင်မထိုးဘူးသိရမလားထိုးလို့ရှင်လဲပေါက်ပဲမတ်ဒီဆိုင်အောင်ဘာလို့ထေလောက်ဆွဲလာဘူးလား
လေရှင်ပြောတာနောက်ကြနေအဲ့မှာတစ်ထည့်ဆွဲလာတယ်ပတ်စံတစ်ဝက်ပဲပေးရတယ်ကျန်တာလောက်ကုန်မှပေးမယ်လို့ပြောထားခဲ့ လို့ငါမင်းမစိတ်ချမ်းသာပြီးတော့ကြိုက်တာလို့ဗျာ ကဲဒီမှာဖိုက်စာနေပြီတော့ ထက်တယ် တော့ ရေချိုးနေလာလိမ့်မယ် တော့ပကံပြီ ကြောက် ဟိုဖျားဖျားလေးထိုင်မှာ ငါထမင်းနဲ့ရောစားမှာ တိုင်းရေဒီမှာခေါက်စောကြောလာစားရင် ဟာမေခောက်ဆော့ကြလာမေစားမယ်လေ ပါတော့ဟုတ်ပါနော်ထိုင်အားထိုင်ကြောက်မှာထမင်းဖြူလေးနဲ့ရောစားငါတာ ဟာမေတော့ထမင်းနဲ့မစားခြင်းဗျာခောက်ဆော့ကြတီးတဲ့မှာစားခြင်းတယ် ဟဲ့မအေးကမဝမှာဆိုလို့ထမင်းဖြူလေးနဲ့ရောစားလို့ပြောနေတာမင်းကို ဟောမင်းရလားသူကြိုက်တယ်လို့စားပါစေကွာလာထမင်းပြန် ကဲရော့ စားလို့ကောင်းလားမေရရုံလုံးလေးရောက်ွယ်ယူရ အားဆိုလို့ရှိရင်အမေကိုနေ့တိုင်းပေါ့ဆူတောင်းပေးတာ ဟာမေရတော့ကြောက်ဖန်ခံနေအောင်ပဲ ဟဲ့ဒီကောင်လေးမအေးကိုဗဇက်ပုတ်ကြီးနဲ့ပြောနေတယ်နေစားကြချာစားစမ်း ကလေးလာစားကြလေဟောမင်းရလေသူ့ဖေးလည်းထောက်ပံ့ထားတာပဲမလား ဒီအက်ကက်ဆက်ကြီးကိုကြောင်းယူသွားမလို့လား ဟမ် အက်ကက်ဆက်ကြီးကိုကြောင်းယူသွားမလို့လားလို့ အေးလေ ကြောင်းတော့မှအဲ့ဒါကြီးမတည်ဝါနဲ့လေ တေဝါဘာဖြစ်လဲနေတော့နိုင်ပတ်သွားသေးရ မတူဘူးလေ အတူတူပဲလေငေါ့လေဦးလေးလက်ဆောင်ပေးထားလို့နေကိုလည်းပေးထားပဲ နင်တော့စကားကတိခဲ့မှမပြောနဲ့ သောတမမင်းเจ้าမှာစာသက်သိမ့်မှာမဟုတ်လားเจ้าနဲ့မဆိုင်တဲ့ပစ္စည်းကိုအိမ်မှာထားခဲ့ ဟုတ်ကဲ့ပြီ ဟယ်လိုဆရာကိုတော့ဖုန်းလာဆရာနဲ့ပြောကြ ဟောရလားဟယ်လိုအေးဒီနေ့ပို့မှာလားအေးပါအပုတ်ခိုင်းလိုက်မယ်မိုင်းရှင်းတော့ဘူးလား ဟောရမယ်ခဏလေးစောင့်ပြီနော် ဟုတ်ကဲ့ ဒီနေ့စစ်မမကနေတော့ထားလိုက်အောင်ဒါဟိုကနေတော့ချက် ရှင်းမယ် တော့နေရ အမင်းနဲ့ချေစင်များကြွေသားသည်တိုင်းရောင်စင်တွေပြနေမြေချေလမ်းစတဲ့ညနေချေစင်များကြွေသားသည်တိုင်းဘာလို့လဲ ရအေးကိုမင်းကလည်းဒီကောင်လေးနဲ့ပြဿနာဖြစ်နေတယ်ဒီကောင်လေးကမင်းမနိုင်ဖမနိုင်ပါ ။ဟဲ့ရအောင်။အော်ပြဿနာရမိဘကိုဆွဲမထင်းနဲ့။ဒီပစက်ကိုပိတ်ထားလိုက်ရအောင် ဖိတ်တော့မင်းကဘာလို့ချက် ။ဟောဒီကောင်တော့ကွာ ဒါစာသင်ခန်းလေကွာမင်းတို့ရံမဖြစ်ကြနဲ့ရံပြည့်စရင်မဲကောင်တွေကိုထိန်းတာလေငေါ့မောင်ကောင်အေးစိနေနေနော်မဲကောင်တွေစပြီးပတ်သက်သေးရဟဲ့မင်းတို့ဘက်ကအရင်ရန်စားတော့ထဲ့ပြီ ။ဟောဒီကောင်တော့ကွာ။ဘာရမှာ ဟေ့အေးကုန်နေပိုင်မင်းတို့ကိုနေရာကိုသွားတော့ကွာခဏနေဆီယမလာတော့ မင်းတို့ဘက်ကနောက်ထပ်ထပ်ပြီးအတန်ထွက်လာကြအဲ့ဒီကက်ဆောက်မှာရိုက်ခွဲပြ ။ဟဲ့အောင်မင်းတရရှိလုံးကြည့်လိုက်လေ ဟာဟေ့မင်းတို့လည်းတော်တော့ကွာအေးစင်းနေတော့သွား ။မင်းကောင်လည်းမင်းကကြည့်သေး သွားတော့ ဟဲ့ငါမိုင်းလာပြီလားကွာဘယ်သူကလဲ
孙太王啊，俺哪让你有没有吧？